Hello မင်္ဂလာညချမ်းလေးပါလို့နှုတ်ဆက်လိုက်ပါတယ်နားတဲ့အချိန်လေးကိုလည်းအထူးရှိအသုံးချမယ်ပြင်ပန်းပေးမယ်လေဘဝအတွက်ဘဝဆိုတာဒီလိုပါပဲရုန်းကန်လှုပ်ရှားရတာကွာနားတဲ့အချိန်ကိုလည်းအထူးရှိအသုံးချမယ်ဆိုရင်အမှန်တမ်းကိုတန်ဖိုးရှိပါတယ်ဘာပဲဖြစ်တခုပေါ့တခုလေးလာတင်ယူမယ်ဆိုရင်ကိုယ်အတွက်အကျိုးအများကြီးရှိပါတယ်ဘာပဲဖြစ်ပညာအတွက်ဘာမှမဟုတ်ဘူးဆိုရင်တော့မှကိုယ်အတွက်အတိအဖွဲကိစ္စပဲဖြစ်ဘာလေးပဲဖြစ်တခုတဖြည်းဖြည်းနဲ့တင်ယူလေ့လာသွားလို့ရှိရင်နောက်တစ်ချိန်ကျရင်ကိုယ်အတွက်တနေရာမဟုတ်တနေရာမှာအသုံးဝင်ပါလိမ့်မယ်တချို့ကြတော့မိဘကတတ်နိုင်တဲ့ခါကျတော့ကြောင်းကောင်းထားပေးနိုင်တယ်လုံလောက်ထောက်ပံ့ပေးနိုင်တယ်ကလေးတွေကိုအထူးသဖြင့်အခုနောက်ပိုင်းမှာမြန်မာနိုင်ငံခြေနေဆိုးရွားလာတဲ့နောက်ပိုင်းမှာလူတိုင်းကကြောင်းမတက်နိုင်ကြတော့ဘူးလူတိုင်းကကိုယ်ပိုင်ကြောင်းတွေဘာကြောင်းတွေညာကြောင်းတွေအစိုးရကြောင်းတော်မှာအနိုင်တက်နေရရှာတယ်ဒီကြားထဲမှာမလုံခြုံမှုတွေကြားထဲမှာမိဘတွေကလည်းသားသမီးတွေကိုရဝေးမှာငယ်ရွယ်နဲ့မလွတ်ချင်ပေမဲ့ပညာသင်မဲ့အရွယ်ဖြစ်သေးပေမဲ့လည်းမိဘကလည်းမတတ်နိုင်ပဲနဲ့သားသမီးတွေကိုလွှတ်ရတာဖြစ်ပါတယ်သားသမီးတွေကလည်းကလေးတွေကလည်းဘယ်သူကြောင့်မသက်ချင်တယ်လို့ရှိမလဲဘယ်လိုပညာမသင်ချင်တယ်လို့ရှိမလဲကိုအိမ်ကိုရမှာကိုမိဘရင်ခွင်မှာနွေးထွေးဘယ်သူမရှိချင်ရမှာလဲပေါ့နော်ဒါပေမဲ့မိသားစုအခြေအနေကြောင့်ပြပသွားပြီးငယ်ရွယ်နဲ့အလုပ်လုပ်တဲ့သားသမီးတွေနော်ကလေးတွေဘယ်လဲသမီးငယ်လေးတွေစိတ်အားမငယ်ကြပါနဲ့လို့တစ်ဖက်မှာဖြစ်တဲ့မြအကြောင်းအကောင်းဆိုသလိုပေါ့နော်အကောင်းဘက်မှာယူကြရပါမယ်တစ်ဖက်မှာကျွန်မဆိုအရန်ကိုချီကျူးတယ်ဒီကလေးငယ်လေးတွေဟာသူတို့ပြပမှာခက်ပြီးမမနဲ့အလုံးလုံးကြတယ်မိဘကိုထောက်ပံ့တယ်မိဘလည်းအများကြီးအကျိုးရှိတယ်ပို့ပြီးတော့ဖူလုံးကြတယ်ဆိုရင်ဘလောက်ချီစုတင်စရာကောင်းလဲပေါ့နော်ဒါဆိုမို့ဘာပဲဖြစ်မိဘအလုပ်ကျွေးတဲ့လူဟာဘယ်တော့မှမစင်ရဘူးတဲ့နော်ဒါဆိုမို့မိသားစုလုပ်ကျွေးတဲ့လူတွေမလို့ဖျားရှင်ကောင်းကြီးပေးကြမှာပါအခုတင်တို့ရဲ့အတော်ကြီးအန်တီကြီးဒီမှာဒီအန်တီကြီးလဲဒီတက်ဒီရွယ်ထိမနာနိုင်သေးပါဘူးသူများနိုင်ငံမှာကျူဆဆာနဲ့တင်ဒီမှာလုံနေတော့ပါလို့အားမငယ်ကြနဲ့နော်အားပေးစကားလာပြောတာပါပြင်ကိုရတဲ့အချိန်လေးတွေမှာပေါ့နော်ရတဲ့အချိန်လေးတွေမှာကိုကအလကားဖုန်းပုတ်ပါပုတ်ဒီလုံးမဲ့အကျိုးရှိတဲ့အရာတစ်ခုကိုလုပ်ရင်တော့ပို့ပြီးတော့အကျိုးရှိတာပေါ့နော်အခုခေတ်မှာလိုင်းပေါ်ကနေလဲပစ္စံရှာလို့ရတယ်ဒီမှာဒီအန်တီကြီးလဲလိုင်းပေါ်ကနေပစ္စံရှာတယ်အပေါ်ဝင်ငွေလေးတွေရှာတယ်ပြီးအားတဲ့ချင်းလေးမှာဟိုဟာလေးဒီဟာလေးဟိုပညာဟိုအသက်တခုပေါ့နော်ပါအသက်မဆိုးကွာဘွယ်သူကုန်သူမဟုတ်ပြမဲ့လက်တင်ယူစရာအခုခေတ်အင်တာနက်ခေတ်မှာလိုင်းပေါ်မှာအများကြီးရှိတယ်တခုမဟုတ်တခုတင်ယူလို့ရတယ်ပြီးရင်ဟွာဒီမှာလိုင်းပေါ်မှာပစ္စံရှာလို့ရတယ်တရားနီလန်အားဖြင့်ဗီဒီယိုတွေကြည့်မဲ့အတူဇလန်းတွေကြည့်မဲ့အတူချင်းတွေနားထောင်မဲ့အတူဈေးတွေဝယ်မဲ့အတူဒီမှာအလုံးဈေးဝယ်ရင်းနဲ့ဗီဒီယိုကြည့်ရင်းနဲ့ဇကားတွေကြည့်ရင်းနဲ့တချင်းတွေနားထောင်ရင်းနဲ့အပူဝင်ငွေလေးတွေရှာလို့ရတယ်ပြီးရင်ပညာလေးတွေဘာလေးတွေညာလေးတွေသင်ယူလို့ရပါတယ်အဲ့ဒါကြောင့်မို့အလုံးအားတင်ထားကြပါဒီမှာဆွလဲဒီမှာနော်ဒီအန်တီကြီးဆွလဲဒီမှာဒါလေးတွေကိုဆောင်ထားပြီးမှရတဲ့လောက်လက်လှမ်းမြင်တဲ့လောက်အသက်ပညာလေးတွေတဖြည်းဖြည်းသင်ယူရတာဖြစ်ပါတယ်လို့အားလုံး fighting စူးစမ်းကြမယ်နော်တမီး